နိုင်ငံတော် brand ရဲ့နှုတ်စည်းပဲဝယ်ရမှာလားဒါမှမဟုတ် K series ပဲဝယ်ရမှာလားဘယ်လိုလူတွေက Redmi ရဲ့နှုတ်စည်းတွေနဲ့ကိုက်ပြီးတော့ဘယ်လိုလူမျိုးတွေဆိုရင်တော့ K series ကိုရွေးဝယ်တင်တယ်ဆိုတာလေးကိုအကြမ်းပြင်းပြပြဆိုတော့ဗီဒီယိုလေးကိုစဒီအကြောင်းပြောမယ်ဆိုရင်တော့ဒီ Redmi ရဲ့ Note series နဲ့ Redmi ရဲ့ K series ကဘယ်လိုကွာခြားရလဲဆိုတာကိုအရင်ပြပြပေးမယ်သူတို့သွားချင်တဲ့ segment တွေကလည်းမတူညီကြဘူး Redmi ရဲ့ Note series ဆိုလို့ရှိရင်ဒီကောင်က all rounder ကောင်းတဲ့ဖုန်းတက်မှန်ဘဘကနေပြီးတော့ balance ဖြစ်လေသုံးလို့ရအောင်ဦးစားပေးထားတဲ့ဖုန်းမျိုးကိုဆိုလိုတာRedmi ရဲ့ K series ကျတော့ပြောင်းနေသွားပြီသူကကျတော့ flagship K လာလို့ SoC မျိုးတွေထည့်ပေးတဲ့ကောင်မျိုးပြောမယ်ဆိုရင်တော့ flagship K လာဆိုတာမှုန်းပြီးတော့ပြောပြတယ်ညှိုးမိတာပေါ့တကယ်တော့ flagship K လာလို့ပြောချင်တာကတော့ပေးရတဲ့ဈေးနဲ့ဒီပြန်ရတဲ့ performance တွေပါတွေကတော့ဒါ flagship ဖုန်းတစ်လုံးဈာလောက်ဈေးမသုံးရဘဲနဲ့အဲ့ဈေးဝန်းကျင်တော့မှ performance တွေကြရမျိုးပြောချင်တာ B2B ကောင်းတယ်ဆိုတာမျိုးပေါ့အဲ့လိုမျိုး line တဲ့ကိုသွားတာပြီးတော့ K series ဆိုတာကများသောအားဖြင့်balance ဖြစ်တာမျိုးဆိုတာအထက်အဓိကဒီကောင်တွေက performance ကြီးနဲ့ gain ကြမ်းတွေစော့ဖို့ဆိုပြီးတော့ဦးစားပေးတဲ့အကောင်မျိုးတွေပြောမယ်ဆိုရင်တော့ SoC တွေ performance တွေကိုပို့ပြီးတော့ဦးစားပေးထားတဲ့ line အဲ့လိုမျိုးလေးကွာတယ်ပြောမယ်ဆိုရင်တော့ Note series ဆိုတာကဒါ ultimate all rounder ဦးစားပေးဖုန်းတွေဖြစ်ပြီးတော့ K series ဆိုတာကတော့ဒါ flagship K လာ flagship performance နဲ့ဈေးသက်သာနဲ့ရတဲ့ဖုန်းတွေဆိုပြီးတော့အလွယ်အကြမ်းပြမှတ်ထားလို့ရတယ်ဆိုတော့ all rounder ဦးစားပေးထားတဲ့ Redmi ရဲ့ Note series ကိုဘယ်လိုလူတွေဝယ်သင့်တာလဲဆိုတာကိုဆက်ပြောကြတာပေါ့Note series ကတော့ဒါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒါ ultimate all rounder ဆိုတဲ့အတိုင်းပဲ daily driver အနေနဲ့ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေမှာဒီဖုန်းတစ်လုံးနဲ့အများနဲ့အတူတူဖြတ်သန်းခြင်းတယ်ဆိုတဲ့သူမျိုးတွေ gain နဲ့ပါဆော့မှ entertainment အတွက်ရုပ်ရှင်လေးပါနေပါကြည့်မယ် camera လေးပါလေးပုံလှလေးထွက်အောင်ရိုက်မယ် battery ကလည်းကိုသုံးတဲ့တရက်တာအတွက်ကိုကောင်းကောင်းကြီး NH ဖြစ်တယ်လုံလောက်တယ်ဆိုတာမျိုးကိုလိုချင်တယ်ပြီးတော့ design လှလေးနဲ့ဖုန်းကိုသဘောကျရဆိုတဲ့သူတွေအတွက် Note series ကပို့ပြီးတော့တော်တော်လေးရွေးလို့ကောင်းတယ်အဓိကကဒီ Note series ကကြတော့ budget အရဆိုလို့ရှိရင်လည်းဈေးနှုန်းအရတော်တော်လေးကိုမှ fair ဖြစ်တယ်တက်တာပြီးတော့သုံးရတဲ့အခါမှာလည်းအဆင်ပြေနေတာမှရှိတယ်ပို့ပြီးတော့ကောင်းတာကကြတော့ဒီ Note series တွေမှာက camera တွေကို200 megapixel ထည့်ထားပြီးရ telephoto lens တွေပါတယ်ပြီးလို့ရှိရင် design တွေကတော်တော်လေးကိုလှတယ်ပြီးတော့လို့ရှိရင် display ကလည်းကြည့်ရတာ color တွေကတော်တော်လေးကိုစိုးတောက်ပြီးတော့ကြည့်လို့တော်တော်လေးကောင်းတဲ့ထင်မှာပါတယ်ဆိုတော့သူသိတဲ့သူ mirroring ဖုန်းတွေထဲမှာဆိုရင်တော့ Note series ကတော်တော်လေးအဆင်ပြေထင်မှာပါတယ်ဆိုတော့ကိုကဖုန်းတစ်လုံးကို daily driver အနေနဲ့ all rounder ကောင်းကောင်းအပတ်ပတ်ကနေပြီးတော့ overall ခြုံပြီးတော့သုံးကျင်တယ်ကိုယ့်ရဲ့ဘေးနားမှာအမြင်ဒီဖုန်းတွေပဲကိုကအကုန်လုံးကိုသုံးကျင်တယ်ဆိုတဲ့သူမျိုးတွေအတွက်ကတော့ Note series ရပို့ပြီးတော့တင်တော်တယ် Okay Redmi ရဲ့ K series ကကြတော့ဘလို့လူတွေရွေးဝယ်တင်တာလဲဘာတွေပိုကောင်းတာလဲဒီအကြောင်းလေးကိုဆက်ပြောကြမယ်ဒီအကြောင်းမပြောခင်မှာဒီ K ဆိုတဲ့စကားလုံးကိုလည်းနည်းနည်းလေးထည့်ပြောရလိမ့်မယ်ဒီ K ဆိုတာကအဓိကက K လာဆိုတာမျိုးကိုသူတို့ကဆိုလိုထားတာပြောချင်တာကတော့ flagship K လာဆိုတဲ့သဘောမျိုးပေါ့ဒါကတော့ဟိုးရင် Redmi ရဲ့ K20 တို့ K30 တို့တုန်းကဆိုလို့ရှိရင်တော့ဟိုးလူတွေကျော်ဖြစ်သွားတာဒါအားလုံးသိတဲ့အတိုင်းပဲ Redmi ရဲ့ K20 မှာဆိုလို့ရှိရင်လည်း power camera တွေတက်မှာ AMOLED screen ကိုမှ full view တွေ performance အကျန်းကြီးဒါတွေအကုန်လုံးကိုဈေးနှုန်း iPad ခက်ကဆိုရင်ကျွန်တော်တို့4သိန်းကျော်လောက်နဲ့တော်တော်ကြမ်းဖုန်းတစ်လုံးကိုရခဲ့တဲ့အချိန်တွေလုံးဝကို K series စထွက်ပြီးတော့လုံးဝ hype သွားပါတကယ်ကိုမှ flagship K လာဆိုတဲ့အမှန်ကန်နေရာကိုရခဲ့တဲ့ကောင်လေးဆိုတော့ဒီ K series ကကြတော့ဘယ်လိုလူတွေဝယ်သင့်လဲဆိုရင်တော့ဒါရှင်းတယ် Redmi ရဲ့ K series ဆိုတာအရှိကပြောခဲ့သူပဲ flagship K လာဖုန်းတွေဖြစ်တဲ့အတွက်ဒီကောင်တွေကကိုပေးရတဲ့ဈေးမှာပြန်ရတဲ့ performance ကတကယ် flagship ဖုန်းတစ်လုံးလိုမျိုး performance ကိုထွက်အောင်လုပ်ပေးရဲ့အကောင်မျိုးတခြားဟာခဏထတာအဓိက performance ကတော့လုံးဝကိုကျွတ်စင်ဖြစ်နေရလို့ဆိုမဲ့အနေထားမျိုးဒါအလုံးသတိထားမိမှာထင်ပါတယ်ဘာလို့ဆိုတော့နောက်ဆုံး track flagship chip တွေကိုများသောအားဖြင့် Redmi ရဲ့ K series မှာဆိုရင်တော့ဒါဈေးသက်သာနဲ့သုံးလို့ရတယ်မျက်နှာအောင်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒါ K90 Pro Max လို့ဖုန်းမှာဆိုရင် 811 Gen 5ကိုထည့်ပေးထားတယ်ဈေးနှုန်းကXiaomi ရဲ့ဒါ number line အနေနဲ့ရှင်းမယ်ဆိုရင်တော့ SoC ချင်းအတူတူတော့မှဒီကောင်ကဈေးကတော်တော်လေးကိုမှသက်သာရအနေထားမှာရှိတယ်ဒါကတော့ဥပမာပေါ့မြင်သာအောင်ပြပြပေးတာအဲ့တော့ဆက်ပြောမယ်ဆိုရင်တော့ K series ကိုဝယ်တဲ့သူတွေကတော့ကိုကဒီဖုန်းတစ်လုံးဝယ်တဲ့အခါမှာတခြားဟာတွေဆိုတာထက် performance ကိုအဓိကထားပြီးတော့ဦးစားပေးခြင်းတယ်ဆိုတော့သူမျိုးတွေပြီးတော့နောက်တစ်ချက်ကျွန်တော်တို့နိုင်ငံနဲ့အကြိုက်ဆုံးကျွန်တော်တို့ဒီနိုင်ငံတော် brand ကိုမှအကြိုက်ဆုံးဖြစ်နေတဲ့ price to performance ကောင်းတာကိုမှလိုချင်တယ်ဆိုတဲ့သူမျိုးတွေပေးရရစီနဲ့ပြန်ရတဲ့ performance နဲ့ chip တွေက share လမ်းတာမျိုးဆိုတဲ့သူမျိုးတွေပေါ့ဒီလိုလူမျိုးတွေပြီးလို့ရှိရင် gaming အတွက်ကိုတေချာဦးစားပေးခြင်းတယ်ဆိုတဲ့သူမျိုးတွေဒါမျိုးတွေကတော့ဒီ K series ကိုရွေးရပို့ပြီးတော့အဆင်ပြေတယ်အားလုံးကိုချုပ်ပြောမယ်ဆိုရင်တော့ဒါ Redmi ရဲ့ K series ဆိုတာကလည်း K လာဆိုတဲ့အတိုင်းပဲဈေးကြီးတဲ့ chip တွေပါမယ်ပြီးတော့ cooling system တွေပါမယ် gaming အတွက်
performance အတွက် heavy user တွေအတွက်တော်တော်လေးကိုမှဦးစားပေးရွေးလို့ကောင်းတဲ့ဖုန်းတွေဆိုပြီးတော့အကြမ်းမြင့်မှတ်ထားလို့ရတယ်ဆိုတော့အားလုံးကိုကျွန်တော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့တွေ all rounder ကောင်းတဲ့ Note series တွေကိုပဲရွေးမလားဒါမှမဟုတ် performance အသားပေးထားတဲ့ K series တွေကိုပဲရွေးမလားဒါကလည်းနည်းနည်းတွေးရဖြစ်စရာတော့ရှိရယ်ဆိုပေမဲ့လည်းကိုကဘယ်လိုဖုန်းမျိုးကိုသုံးချင်တာလဲဆိုပါတော့ကိုကဒီ daily driver အနေနဲ့သုံးချင်တဲ့သူမျိုးဆိုရင်ပြီးတော့ all rounder ဘက်ကိုပို့ပြီးဦးစားပေးချင်တယ်ဆိုတဲ့သူမျိုးဆိုရင်တော့ဒါ Note series တွေကပို့ပြီးတော့တင့်တော်တယ်ပြီးတော့ပတ်စံကိုလည်းအများကြီးမသုံးချင်ဘူး budget ကိုလည်းချိန်ချင်တယ်ဆိုတဲ့သူမျိုးတွေကတော့ Note series တွေကဖြစ်မနေရွေးရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုက performance ပို့ပြီးတော့လိုချင်တယ် gaming အတွက်လည်းဦးစားပေးချင်တယ် cooling system ပါမျိုးတွေကိုကြိုက်တယ်တဲ့မှာဒါမျိုးလူမျိုးဆိုရင်တော့ K series ကပို့ပြီးတော့ okay လိမ့်မယ်ဒါပေမဲ့တစ်ခုမှတ်ထားလို့ရသေးတာကဘာလဲဆိုရင်ဒါကချွင်းချက်ပေါ့နော်အခုထွက်လာတဲ့ Redmi ရဲ့ K90 series ကကြတော့နည်းနည်းလေးစကားပြောတယ်ဒီကောင်ဘာစကားပြောလဲဆိုတော့ဒီ K90 series မှာကကြတော့သူက gaming အတွက်တင်မကပဲနဲ့ all rounder တော့ပါတော်တော်လေးအဆင်ပြေလာတာ K90 မှာဆိုလို့ရှိရင်လည်းဒါ cooling system တွေပါတယ်လို့ battery လည်းကျန်းတယ် performance နဲ့မိုက်တယ်ပြီးတော့ telephoto lens တွေရောပါလာ camera တွေကလည်းတော်တော်လေးကိုမှအဆင်ပြေလာပြီးတော့ဒါမှ audio ဘိုင်းကိုပါပို့ပြီးတော့ဦးစားပေးလာတာမျိုးတွေ့လာတယ်ဆိုတော့အခုထွက်ထားတဲ့ K90 Pro Max ဆိုတဲ့ခေါင်းတွေကလည်းကိုက all rounder သုံးချင်တဲ့ဖုန်းကိုမှသိရမလားနည်းပို့ပြီးတော့ gaming ဘက်လေးရောက်ချင်တယ်ဆိုတဲ့သူမျိုးတွေအတွက်ကရွေးလို့တော်တော်လေးကောင်းတယ်ဘယ်လောက်ဆိုရင်တော့ K series ပဲရွေးရမှာ Note series ပဲရွေးရမှာဈေးတန်းတူတွေမှာဘယ်လိုရွေးရမလဲဆိုတာတော်တော်လေးကိုကွဲပြားပြီလို့ထင်တယ်။ဘာပြောပါကိုဘာကိုဝယ်မှာလဲဘယ်လိုအတွက်သုံးချင်တာလဲဆိုတာကိုတော့အမြဲတမ်းပြန်မေးဖို့တော့အကြံပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ကိုကမှားဝယ်မိမယ်ဆိုလို့ရှိရင်အခုခေတ်ဈေးနှုန်းတွေကြပြန်ဝယ်ဖို့ဆိုတာလည်းမလွယ်သလိုမျိုးပြန်ရောက်တဲ့အခါမှာလည်းရှုံတယ်။အဲ့တော့တိတ်ပြီးတော့ကီးမကိုက်နေဘူး။အဲ့တော့ကိုဖုန်းမွယ်ခင်မှာဘာအတွက်သုံးချင်တာလဲငွေဘယ်လောက်သုံးမှာလဲဘာအတွက်ဒီဖုန်းကိုရွေးလိုက်မှလဲဆိုတာကိုတိတ်တိတ်ချာချာလေးမေးပြီးတော့ဝယ်တင်တယ်ဒါမှပဲကိုအတွက်ကိုကနဲ့ကြိုက်တဲ့ဖုန်းကိုဝယ်လို့ရမှာဆိုတော့ကိုလိုဆိုရင် Redmi ရဲ့ Note series ပဲရွေးမလားဒါမှမဟုတ်ပတ်စံပို့ပြီးတော့ site ပြီးတော့ Redmi ရဲ့ K series ကိုရွေးမလားအောက်က comment မှာဆွေးနွေးခဲ့ပါဦး K series fan လား Note series fan လားဆိုတော့ဆိုတော့ကျွန်တော်တို့တွေနောက်မှတွေ့ကြပါပေါ့အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော် Admin ကြော်ယူပါ Yangon Mobile Store